အိမ်ရောက်တော့အမေကမင်းဟဲ့ငါသားဘာလို့လားမပြောဘူးတဲ့လူထွက်မယ်ပေါ့လူထွက်တာရေးမကြည့်ဘာလို့စားမှာတော့အမေရဲ့တဲ့စိတ်တွေတိုးတွေမွေခဏလေးတိုးသွားတာပါဘောတော့ကတန်ခါရခိတမထေတဲ့မောင်နှမနှစ်ယောက်ရှိတန်ခါရခိတကသင်္ကန်းဝတ်ပြီးတရားကျင့်တော့ယဟန္တာကြီးဖြစ်တယ်အိမ်မှာရှိတဲ့ညီမကအိမ်အောင်ကြပြီးတော့ကလေးတယောက်ရတန်ခါရခိတမထေကြီးတူသွားဖြစ်မှာပေါ့သူညီမကလည်းသူ့ဦးကြီးကိုသူ့အကိုကိုပြုစုခွင့်ရအောင်သားလေးလည်းသာသနာပေါင်းမြဲအောင်သင်္ကန်းဝတ်ပြီးအကိုဦးစင်းဆံပို့ထားယဟန္တာဘာကြီးဘုန်းကြီးကိုလှုပ်ကြွေးနာကိုရင်လေးရဲ့16 19ရောက်တော့ဘုန်းကြီးစွန်းစားတဲ့နေရာမှာရင်မလာအောင်မပူရအောင်ရက်ခတ်ပေးနေတဲ့အဲ့ဒီလူတော်မောင်တန်ခါရခိတစိတ်ပြောတာပါဘုန်းကြီးရှိရက်ခတ်နေရင်ရက်မတ်တက်ရက်နေရင်စိတ်ကပြန်သွားအိမ်ရောက်တော့မိကမင်းဟဲ့ငါသားဘာလို့လားမပြောဘူးတဲ့လူထွက်မယ်ပေါ့လူထွက်တာရေးမကြည့်ဘာလို့စားမှာတော့အမေရဲ့တဲ့စိတ်တွေတိုးတွေမွေခဏလေးတိုးသွားတာပါအဲ့ဒါလေးသာနိုင်တဲ့လောက်ဝယ်ပေးအဲ့နဲ့အမေကဝယ်ပြီးတော့စိတ်အုပ်တွေတိုးတွေအများကြီးဖြစ်အဲ့ဒါတွေရောင်းနွားတွေပြန်ဝယ်နွားတွေအများကြီးဖြစ်မြေတွေဝယ်တတိဖြစ်တော့အခါကလေးမလေးလှလှတယောက်နဲ့အိမ်တောင်ပြုတ်သိမကြောက်တကကလေးလေးတယောက်ရဟောလူကဘုန်းကြီးရှိရက်ခတ်တာနော်ထွက်သွားလိုက်တဲ့စိတ်ကကလေးတောင်ရမြန်နာပြောတာပါအဲ့တော့ကလေးတယောက်ရတော့ဟာဘုန်းကြီးစီလည်းမရောက်တာကြာပြီကလေးလည်းပြရင်ဘုန်းကြီးလည်းဆွန့်ကပ်ရင်သွားရအောင်မျိုးသမီးပြောဩရှင်ကလည်းဒီချိန်ကျမှပြောနေလို့ဆွန့်ချက်ဖို့ဆိုအချိန်နေပြီထင်တယ်အာမြန်ချက်ပါကွာဆိုတော့ကြပြာချက်17တန်းထိုးလောက်မှပြီးမယ်ပေါ့အဲ့တော့ရိုးရိုးလမ်းတိုင်းမောင်းရင်တော့တို့တော်ကြောင်ဘုန်းကြီးစီမိမှာမဟုတ်ဘူးဖြတ်လန်းကကစင်းရိုးတွေပေါ်ကဖြတ်မောင်းရမှာကလေးကိုလည်းမကြသေးနဲ့ဆွန့်ကြိုက်လည်းမမှောက်စေနဲ့ကိုရင်လူတော့ကရှေ့ကဆွန့်မောင်းလှဲမောင်းမယ်ဟုတ်လားမောင်းလိုက်တာကစင်းရိုးကြီးဖြတ်နေတဲ့ဝုန်းဆိုလှဲကြီးဟိုဘက်လည်းကြာရောဆွန့်ကြိုင်ကြီးလဲမှာဆိုလို့မျိုးသမီးကပြေးကင်ကလေးကလျှော်ကြတဲ့အောက်ကြတော့ကလေးငိုစံကြလို့နောက်လှည့်ကြည့်တယ်တခြားမှားရသမ်းမဲ့လွတ်ကြရမလားဆိုပြီးနွားရိုက်တဲ့တပြားနဲ့ခေါင်းပိတ်ရိုက်အမျိုးသမီးဆိုရိုက်တာဘာကြီးဘုန်းကြီးခေါင်းချရိုက်တာလေရက်တောက်ရိုးနဲ့ဘုန်းကြီးမော့ကြီးလည်းမသိဘူးနောက်တစ်ခါပြန်ရိုက်မလို့ပြင်တာပြန်မလို့ပြင်တော့ယဟန္တာကြီးတော့သိသွားပြီဟေ့ကောင်မင်းမိမမင်းရိုက်ပါကွာငါခေါင်းတော့မရိုက်ပါတော့နဲ့လေစိတ်ပြောတာဟုတ်ပြီလားလူကကောင်းတာလုပ်ပေမဲ့စိတ်ကကောင်းကျင်မှကောင်းတာဒါပြောတာဟုတ်ပြီနော်အဲကြောင့်ထိန်းရခက်တာဘာလဲဗျာစိတ်တဲ့ထိန်းရခက်တာစိတ်အလုတ်ကောင်းပေမဲ့လည်းတခါစိတ်ကောင်းတာမရှိဘူးတဲ့ဘာကလဲစိတ်ပဲ